ဖြူဖွေးနဲ့သူမရဲ့တငယ်ချင်းကျူကျူလာတို့ဟာပြလိုက်တစ်ခုကိုရောက်သွားကြတယ်။ပြလိုက်ထဲမှာနှစ်ပေါင်း1000တက်တန်းရှိတဲ့အမျိုးသမီးရုပ်အလောင်းတစ်ခုကိုပြသထားပါတယ်။ကျူကျူလာကဆက်စုကျင်တာနဲ့အဲ့ဒီရုပ်အလောင်းနဲ့မျက်နှာချင်းလဲတဲ့ဖိတာဖတ်သုံးပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။ဖြူဖွေးကချက်ချင်းသားပေမဲ့မရခဲ့ပါဘူး။အဲ့လန်းညွန်ကလည်းဓာတ်ပုံမရိုက်ဖို့တတိပေးခဲ့ပေမဲ့ကျူကျူလာကဓာတ်ပုံရိုက်တာဟာဥပဒေနဲ့မညီစုံမှုဆိုပြီးပြန်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖြူဖွေးဟာသူမအဖွားရဲ့တတိပေးစကားကိုတတိယသွားပါတယ်။ရုပ်အလောင်းတွေနဲ့ဘယ်တော့မှဓာတ်ပုံမရိုက်ရဘူး။အထူးသဖြင့်အပြောင်ပြက်စိတ်နဲ့ပို့ပြီးမလုပ်ရဘူးတဲ့။ဒါပေမဲ့ကျူကျူလာကတော့ဓာတ်ပုံကိုဖျက်လိုက်တယ်လို့ဟန်ဆောင်ခဲ့ပေမဲ့တကယ်တော့သူ့ရဲ့အကောင့်မှာတင်ပြီး follower တွေရဖို့အတွက်ခိုးသိမ်းထားခဲ့ပါတယ်။ဖြူဖွေးကဓာတ်ပုံကိုကြည့်လိုက်တဲ့အခါရုပ်အလောင်းကပြုံးနေတယ်လို့ခံစားရပေမဲ့ကျူကျူလာကတော့ဒါဟာသုံးထားတဲ့ဖိတာဖက်ကြောင့်လို့ပဲပြောခဲ့ပါတယ်။နှစ်ပတ်အကြာအကြောင်းပြန်ဖွင့်တဲ့အခါကျူကျူလာကအဲ့ဒီဓာတ်ပုံကို online ပေါ်တင်လိုက်ပါတယ်။လူကြီးနှုံးတွေအစမတန်တက်လာခဲ့ပေမဲ့ကွန်မန့်တစ်ခုမှာတော့ရုပ်အလောင်းနဲ့မျက်နှာချင်းလဲတာဟာဘေးဒုက္ခကိုဖိတ်ခေါ်တဲ့တားမြစ်ချက်တစ်ခုပဲလို့သတိပေးလာသူရှိခဲ့တယ်။ဖြူဖွေးကဓာတ်ပုံကိုဖျက်ဖို့ထပ်တိုက်တွန်းပေမဲ့ကျူကျူလာကတော့နားမထောင်ခဲ့ပါဘူး။ဖြူဖွေးကအဲ့ဒီသတိပေးတဲ့အကောင့်စီကို message ပို့ပြီးမေးကြည့်တဲ့အခါတကယ်လို့ဓာတ်ပုံကိုမဖျက်ရင်သူမရဲ့မျက်နှာဟာရုပ်အလောင်းအတိုင်းတဖြည်းဖြည်းပြောင်းလဲသွားလိမ့်မယ်လို့အကြောင်းပြန်လာပါတယ်။မကြခင်မှာပဲကျူကျူလာရဲ့အကောင့်ဟာပိတ်ခံလိုက်ရပြီးဖြူဖွေးကတိုင်တော်လိုက်တာလို့တန်တရားဝင်ကနှစ်ယောက်သားအကြီးအကျယ်စကားများကြပါတော့တယ်။သူမတို့နှစ်ယောက်လုံးအလှမဲ့အဖွဲ့ထဲဝင်ဖို့အပြင်းထန်ဝေးချပြီးလေ့ကျင့်ခန်းလုပ်ကြပါတယ်။ဖြူဖွေးကနှစ်ပေါင်ပဲကြပေမဲ့ကျူကျူလာကတော့ရက်ပိုင်းအတွင်း10ပေါင်တောင်ကျသွားခဲ့ပါတယ်။ကျူကျူလာကဂုံယူနေပေမဲ့ဖြူဖွေးကတော့တခုခုမားနေပြီဆိုတာသိနေခဲ့ပါတယ်။တနေ့မှာဖြူဖွေးကပြလိုက်ကဓာတ်ပုံကိုပြန်ကြည့်ရကနေရုပ်အလောင်းရဲ့မျက်နှာပေါ်မှာကျူကျူလာရဲ့မျက်နှာပေါ်ကမဲ့အတိုင်းအတိအကျပေါ်လာတာကိုတွေ့လိုက်ရတယ်။ online ကလူရဲ့ပြောကြားချက်အရသူမဟာရုပ်အလောင်းဖြစ်ပြောင်းလဲနေပြီဖြစ်ကြောင်းနဲ့တားဆီးဖို့9ရက်ပဲအချိန်ရှိတော့တယ်လို့သိရပါတယ်။အလှမဲ့အဖွဲ့ရလက်ထွက်လာတဲ့အခါကျူကျူလာကရွေးချယ်ခံရပြီးဖြူဖွေးကတော့မပါခဲ့ပါဘူး။ကျူကျူလာကဖြူဖွေးကိုလှောင်ပြောင်ခဲ့ပေမဲ့ဖြူဖွေးကတော့ဓာတ်ပုံကိုဖျက်ဖို့ပဲအကြိမ်ကြိမ်တောင်းပန်နေခဲ့ပါတယ်။မျက်နှာချင်းလဲတာဟာခန္ဓာကိုယ်လဲဖို့ဖိတ်ခေါ်တာနဲ့အတူတူပဲလို့ပြောပေမဲ့ဘယ်သူမှမယုံကြဘူး။တနေ့မှာကျူကျူလာဟာအတန်းဖော်တယောက်နဲ့စကားများရာကနေအတန်းဖော်ကသူမရဲ့စပင်ကိုဆွဲလိုက်တဲ့အခါစပင်တွေအဆုလိုက်ပြုံလိုက်ကျွတ်ထွက်သွားခဲ့ပြီးထိတ်လန့်တကြားနဲ့အဆောင်ကိုပြန်ပြေးသွားခဲ့ပါတယ်။အဲ့ဒီစပင်တွေဟာလူသေးရဲ့စပင်တွေလိုဖြစ်နေတာကိုဖြူဖွေးကသတိထားမိလိုက်တယ်။ online ကလူကနောက်တစ်ဆင့်ကအရေးပြားတွေကွာချပြီးခန္ဓာကိုယ်ကပုတ်ဆွေးလာက6တွေ့တဲ့ရုပ်အလောင်းဖြစ်သွားလိမ့်မယ်လို့ထပ်ပြောလာတယ်။အဲ့ဒီညမှာကျူကျူလာစီကိုပါဆယ်တစ်ခုရောက်လာပြီးအဲ့ထဲမှာစပင်တူးတစ်ခုပါလာတယ်။ကျူကျူလာကစပင်ပုံစံပြောင်းချင်လို့ပဲပြောခဲ့ပါတယ်။အဲ့ချိန်မှာအခန်းဖော်ကသူမရဲ့အုတ်ထုပ်လေးကလှတာနဲ့လှမ်းချွတ်ကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အားလုံးတုံးလုံးခြောက်ခြားသွားကြပါတော့တယ်။